တင်းစိတ်ကိုအေးချမ်းစေတဲ့နီလန်၃ခုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့စိတ်ပူပန်မှုစိတ်ဖိစီးမှုတွေကိုရှော့ချပြီးစိတ်အေးချမ်းစေတဲ့နီလန်၃ခုကိုအသေးစိတ်ပြောပြပေးသွားပါမယ်ဒီနီလန်တွေကနေ့စဉ်ဘဝမှာလွယ်လွယ်ကူကူလုပ်နိုင်တဲ့နည်းတွေပါအသက်ရှူခြင်းကိုသတိထားပါပထမဆုံးနီလန်ကတော့အသက်ရှူခြင်းကိုသတိထားခြင်းပဲဖြစ်ပါတယ်လူအများစုဟာစိတ်ပူလာတဲ့အချိန်မှာအသက်ရှူမြန်လာတတ်ပါတယ်အဲ့ဒါကြောင့်စိတ်ကိုပိုမိုမငြိမ်မသက်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာအသက်ကိုဖြည်းဖြည်းချင်းရှူပါနှာခေါင်းကနေ4စက္ကန့်ရှူပါပြီးရင်4စက္ကန့်ထားပါပြီးရင်ပါးစပ်ကနေ6စက္ကန့်လောက်ဖြည်းဖြည်းချင်းထုတ်လိုက်ပါဒီလိုလုပ်ပြီးရင်တင့်ကိုယ်ခန္ဓာနဲ့စိတ်ဟာတဖြည်းဖြည်းတည်ငြိမ်လာပါတယ်နဲ့လက်ရှိအချိန်ကိုပဲအာရုံစိုက်ပါဒုတိယနီလန်ကတော့လက်ရှိအချိန်ကိုပဲအာရုံစိုက်ခြင်းဖြစ်ပါတယ်လူတွေဟာများသောအားဖြင့်အတိတ်ကိုနောက်တရတက်ပြီးအနာဂတ်ကိုစိုးရိမ်တတ်ကြပါတယ်ဒါပေမဲ့စိတ်အေးချမ်းမှုဆိုတာလက်ရှိအချိန်ခါမှာပဲရှိပါတယ်ဥပမာလက်ရှိစားနေတဲ့အစားအစာရဲ့အရသာကိုသတိထားပါလက်ရှိအသက်ရှူမှုကိုသတိထားပါပတ်ဝန်းကျင်အတန်တွေကိုသတိထားပါဒီလိုလုပ်ခြင်းကစိတ်ကိုပြန်လည်တည်ငြိမ်စေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်၃ကျေးဇူးတင်စိတ်ပါတတိယနီလန်ကတော့ကျေးဇူးတင်စိတ်ထားခြင်းပဲဖြစ်ပါတယ်နေ့တိုင်းကိုယ်ဘဝထဲမှာရှိတဲ့ကောင်းတဲ့အရာ၃ခုကိုစဉ်းစားပါဥပမာဒီနေ့ကျန်းမာနေတယ်မိသားစုရှိတယ်စားစရာရှိတယ်ဒီလိုတေးသေးလေးအရာတွေကိုတောင်ကျေးဇူးတင်နိုင်ရင်စိတ်ထဲမှာရှိတဲ့မကျေနပ်မှုတွေလျော့သွားပါတယ်တရားသဘောအရလဲကျေးဇူးတင်စိတ်ဆိုတာစိတ်ကိုပျော်ရွှင်စေတဲ့အခြေခံအရာတစ်ခုပါယခုပြောပြခဲ့တဲ့နီလန်၃ခုကိုနေ့စဉ်လုပ်ကြည့်ပါအသက်ရှူခြင်းကိုတတိထားပါလက်ရှိအချိန်ကိုအာရုံစိုက်ပါကျေးဇူးတင်စိတ်ထားပါဒီလိုသိငယ်တဲ့အလေးအကျင့်တွေကတဖြည်းဖြည်းနဲ့တင်းရဲ့စိတ်ကိုပိုပြီးအေးချမ်းစေပါလိမ့်မယ်ကျမ်းမာပျော်ရွှင်ကြပါစေ